ethylene molecule သူ့ရဲ့ structure က CH2 double bond CH2 ethylene molecule မှာ sp2 hybridization ကိုတွေ့ရတယ်အဲ့တော့ carbon atom က 2s electron တစ်လုံးနဲ့ 2p electron နှလုံးပေါင်းပြီးတော့မှဒီမှာ hybridization ဖြစ်သွားတဲ့အခါမှာเนาะ sp2 hybrid orbital 3 ခုရလာတယ်ဒါဆိုရင် ethylene molecule မှာ carbon atom 2 ခုရှိတော့ sp2 hybrid orbital 2 ခုဘယ်လိုအနေထားလာတွေ့မလဲဒီဘက်က carbon ရဲ့ sp2 နဲ့ဒီဘက်က carbon ရဲ့ sp2 2 ခုဟာ head on ဆိုတဲ့ထိပ်တိုက်အနေထားလာတွေ့တော့ဒီမှာ sigma bond ရမယ်နော်ဒါခါ hydrogen atom တစ်ခုစီမှာ 1s atomic orbital ဆက်လုံးပုံသဏ္ဍာန်ရှိတယ်။အဲဒီမှာ hydrogen atom 4 ခုက carbon atom 2 ခုရဲ့ sp2 hybrid orbital ဒီမှာ head on အနေထားနဲ့ overlapping လာဖြစ်တယ်။ဒါဆိုရင်ဒီမှာ sigma bond နေလာပေါ်မယ်နော်။နောက်တစ်ခုဒီမှာလွတ်ပြီးတော့မှကျန်နေခဲ့တဲ့ unhybridized 2pz orbital ဒီဘက် carbon atom ရဲ့ 2pz နဲ့ဟောဒီဘက်က carbon ရဲ့ 2pz နှစ်ခုကကျတော့ side on အနေထားဘေးတိုက်လာတွေ့တော့ဘာ bond ရမလဲ pi bond ရမယ်ဒါဆိုရင် carbon atom နှစ်ခုကြားထဲမှာ sigma bond တစ်ခု pi bond တစ်ခုဒါကြောင့်မလို့ ethylene molecule ရဲ့ carbon atom နှစ်ခုကြားထဲမှာဘာ bond တွေ့ရလဲ double bond ကိုတွေ့ရတယ်ဒါဆိုရင် ethylene molecule ကဘာပုံရှိမလဲ sp2 hybridization က trigonal planar ပုံရပါတယ်